တွေ့တယ်နော်ဒါတော့မီပလကွိုင်းကောင်းမကောင်း API နဲ့စောင့်တနီးနော်ညီကိုတို့လာဆိုင်ကွာတယ်နဲ့အားလုံးပဲမင်္ဂလာပါနော်မီပလကွိုင်းမီထွက်အားကောင်းမကောင်းကျွန်တော်တို့ API နဲ့ဘယ်လိုမျိုးစီးရတယ်လဲမေးလာတဲ့ညီကိုတွေများအတွက်ဒီနေ့ကျွန်တော်စီးပြပေးမယ်နော်အားကြောင့်မစီးတတ်သေးတဲ့ညီကိုညီငယ်တွေများရှိရင်ပေါ့နော်ဒီစာအုပ်ထဲမှာပေါ့နော်အကုန်လုံးစီပုံစီနီအကောလို့ရှိတယ်နော်နော်ဆယ်ကောင်းမကောင်းဘယ်လိုမျိုးကြည်ရမလဲဘယ်လိုမျိုးစောင့်သားရမလဲပြီးတော့မီပလကွိုင်းကောင်းမကောင်းဘယ်လိုမျိုးစောင့်သားရမလဲစီပေါင်းကောင်းမကောင်းဘယ်လိုမျိုးစောင့်သားရမလဲအကောလို့ရှိတယ်ဗျနော်အားကြောင့်တကယ်လို့သုံးမတတ်သေးတဲ့ညီကိုတွေများရှိပေါ့နော်ဒီစာအုပ်လေးကိုမဖြစ်မနေရှိထားတဲ့ဗျကျွန်တော်အကောလို့ထည့်ထားပေးတယ်နော်သုံးတတ်ပြီးသားသူတွေကတော့ဘာမှဖြစ်မသုံးတတ်သေးတဲ့ညီကိုတွေများရှိထားတဲ့နော်ခေအဲ့ဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ API ဆက်ကတော့အဲ့လိုမျိုးအနေနဲ့ထားတွေ့မယ်နော်ချိန်ဆက်လိုက်နော်ချိန်ဆက်ပြီးရင်တော့ကျွန်တော်တို့ K line ကျိုးမှာဒီအဆက်လေးတွေ့လာဗျဒူကျိုးရမဟာနိကျိုးကိုကျွန်တော်တို့ချိန်ဆက်လိုက်ပါနော်တော့ချိန်ဆက်လိုက်ပြီးနော်ချိန်ဆက်ပြီးရင်တော့ non set စမ်းသပ်ကျိုးမှာစာအုပ်ထဲမှာအကောလို့ရှိတယ်နော်ဘယ်ကျိုးနဲ့ချိန်ဆက်ရတယ်လဲကျိုးနာမည်တွေဘယ်လိုခေါ်လဲဆိုတော့အကောလို့စာအုပ်ထဲမှာရှိပါတယ်ဗျနော်ကျွန်တော်အမြောင်နဲ့လာပြပေးမယ်နော်ဒီနှစ်ကျိုးကတော့မီပလကွိုင်ထဲမှာရှိနေတဲ့အပေါင်းအနှုတ်ရှိပါတယ်ဗျအနီကတော့အမဲမှာလာညှိထည့်လိုက်ပါအဲ့လိုမျိုးထည့်လိုက်ပြီးနော်ဒါကတော့အပေါင်းနဲ့အနှုတ်နော်အမဲကအစိဘဲမှာအနီကတော့အမဲဘဲမှာအဲ့လိုမျိုးအနေထားလေးနော်လာညှိထည့်ပြီးတော့ဒီမှာတွေ့လာဘက်ထရီလိုအပ်မယ်နော်ဒါတော့ဘက်ထရီနော်ဘက်ထရီအပေါင်းနဲ့အနှုတ်ကိုဒီဘက်ကပလကွိုင်ဆောင်တာကျူနဲ့ကျွန်တော်တို့ညှိထည့်လိုက်ပါထိုးထည့်လိုက်ထိုးထည့်ပြီးတော့ဒီမှာကြည့် API ထဲမှာသူပေါ်ပြမယ်တွေ့လား API နဲ့ပေါ်ပြတဲ့အခါကျရင်တော့ engine စမ်းသပ်ချက်သူမေးမယ်အချက်လဲစမ်းသပ်ချက်ကျွန်တော်တို့အချက်လဲစမ်းသပ်ချက်မှာကျွန်တော်တို့ဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့ okay နှိုက်လိုက်ပါ okay နှိုက်ပြီးတော့ကျွန်တော်တို့ mi plus စမ်းသပ်ချက်တွေ့လားဗျအဲ့ဒီကျွန်တော်တို့လက်စီစီးဖို့အတွက် mi plus ကိုစမ်းသပ်မလို့ okay နော်အကြောင်း mi ထွက်တော့ကောင်းမကောင်းဒီမှာသေချာကြည့်နော်ဆိုတော့ကျွန်တော်တို့ mi plus စမ်းသပ်ချက်စောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ okay ကိုနှိုက်လိုက်ပါokay နှိုက်ပါဆိုရင်တော့စတင်ပါတွေ့လားစမ်းသပ်ချင်းတွေ့လားတစ်ချက်နှိုက်လိုက်ရင်တော့သူကောင်းမကောင်းသူထွက်မယ်မီထွက်မယ်နော်တကယ်လို့မီထွက်တယ်ဆိုရင်တော့ကောင်းတယ်နော်မထွက်ဘူးဆိုတော့မကောင်းဘူးနော်ထွက်တဲ့အခါကျရင်တော့လေထွက်နှုံမီအားနဲသလားများသလားလဲကြည့်ရပါသေးတယ်နော်โอเคကျွန်တော်တို့စောင့်ပြမယ်โอเคနှိုက်ရမယ်နော်မနှိုက်သေးခင်ကတော့အဲ့ဒီမီပလကောင်ထဲမှာစောင့်ပဲပြနော်ဒီနေရာမှာလာညင်းထည့်လိုက်ပါနော်မီထွက်မထွက်တွေ့ရအောင်ပေါ့နော်ထိုးထည့်ပြီးတော့ကျွန်တော်တို့โอเคနှိုက်လိုက်မယ်ဒီမှာကြည့်ဒီမှာတွေ့လားမီထွက်နှုံတွေ့လားအဝေးတယ်ဆိုတော့တွေ့ရလားမသိဘူးကျွန်တော်ပဲရတော့တွေ့ရတယ်နော်ဒါတော့ကောင်းမကောင်းโอเคနော်ခါနှိုက်လိုက်ရင်တော့ရပြီနော်ဆိုရင်တော့ကျွန်တော်တို့လဲတယ်ရအဲ့လိုမျိုးလာမကင်နဲ့နော်မီထွက်နောက်တော်အားကြီးတယ်နော်ကြောင့်ဒါတော့ကောင်းမကောင်းစီနီးပေါ့နော်အဲ့လိုမျိုးချကျွန်တော်ပြောတဲ့အတိုင်းပဲโอเคနှိုက်လိုက်ပါဒီမှာကြည့်မီထွက်နောက်တွေ့လားဗျတွေ့တယ်နော်โอเคနော်ဒါတော့မီပလကွိုင်းကောင်းမကောင်း API နဲ့စောင့်တနီးနော်ညီကိုတော့နော်တော့ကောင်းမကောင်းစောင့်တလို့ရတဲ့နီးလေးတနီးဖြစ်ပါတယ်နော်โอเคကျွန်တော်တို့โอเคနှိုက်လိုက်ရင်တော့ရပါပြီနော်ဒါတော့မစစ်တသေးတဲ့ညီကိုတွေများရှိရင်တော့ဒီနီလေးကိုအကောလောကျွန်တော်ဆောင်ပြပေးတယ်တကယ်လို့အားနေချက်ရှိတော့ဒီစာအုပ်လေးထဲမှာအကောရှိတယ်ဗျနော်စာအုပ်ထဲမှာအကောလောစောင့်တချင်းဒီမှာကြည့်ဒါတော့မီပလဘယ်လိုမျိုးစောင့်သားရတယ်လဲ API နဲ့နော်ဆယ်ကောင်းတွေဘယ်လိုမျိုးစောင့်သားရတယ်လဲအကောရှိတယ်နော်နော်ဆယ်ကောင်းတွေကိုပြီးတော့ဒီမှာကြည့်ဒါတော့မီပလကွိုင် API နဲ့စောင့်သားချိန်ဆက်ရမယ့်အချက်များဒီအချက်ပဲလိုက်လို့နော်အကောလို့ရှိပါတယ်ဗျပြီးတော့ဆက်ထိုးကောင်းအခေါ်ဝေါ်တွေခေါ်လို့မထိရင်တော့ခက်ခဲရှိနိုင်တယ်ဒါကြောင့်ဆက်ထိုးကောင်းဘယ်ကနေချိန်ဆက်ရတယ်လဲဒီစာအုပ်ထဲမှာအကောရှိပါတယ်ဗျနော်အားကြောင့်လိုအားတဲ့ညီကိုတွေများမှာယူလို့ရပါတယ်နော်အော်ဆွန်လာဆိုင်ကွာတွေအားလုံးပဲမင်္ဂလာပါဘိုင်ဘိုင်